Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အိမ်မှာချင်မောင်မွေထားရည်လည်းရှိရနဲ့အရန်ကြိုက်တဲ့ပဇွန်ချင်မောင်ကြော်စားမှာပဲဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ဒီမြင့်အချောင်းလေးတွေကိုသုံးနေကြဖြစ်ပေမဲ့အခုတစ်ခေါက်ကတော့ပိုပြီးစားလို့ကောင်းတဲ့မြင့်အမျိုးအစားကိုသုံးထားပါတယ်ပဇွန်တွေကိုအခွန်ခွာပြီးကြောအညစ်ကြေးတွေပါထုတ်ပြီးတော့ဆေးကြောတန်းစင်ထားလိုက်ပါတယ်ပြီးရင်ကြက်သွန်နီနဲ့ကြက်သွန်ဖြူနဲ့လိထားလိုက်ပါမယ်စီထည့်ပြီးစီပူလာပြီးဆိုလို့ရှိရင်ကြက်သွန်နီထည့်ပြီးစီတက်လိုက်ပါကျက်သွန်ကြီးရောင်လေးနည်းနည်းနွမ်းလာပြီဆိုလို့ရှိရင်ကျက်သွန်ပြူရဲ့အယောင်နေမုံရဲ့ဆနမုံရဲ့ထည့်ပြီးမှွေပေးလိုက်ပါနည်းနည်းတော့မှွေပြီးသွားလို့ရှိရင်ခုနရေးဆေးတန်းစင်ထားတဲ့ပဇွန်တွေကိုထည့်ပြီးမှွေပေးလိုက်ပါပဇွန်တွေကိုနည်းနည်းလုံးပြီးသွားပြီဆိုလို့ရှိရင်ငပိရဲ့ငရုတ်တီးအကျန်းမှုံရဲ့ပဇွန်ကြောင့်မှုံရဲ့ကိုထည့်ပြီးထပ်မှွေပေးလိုက်ပါမယ်အဲ့မှာငပိနဲ့ငရုတ်တီးမှုံကကျက်သွန်ကြီးကျက်သွန်ပြူစီတက်ပြီးရဲ့အချိန်မှာထည့်လိုက်လို့လည်းရပါတယ်အရန်နံမှာဆိုးတာနဲ့အခုချိန်မှာထည့်လိုက်တာပါခုနကမြစ်တွေထည့်ပြီးတော့အရသာမှုံရဲ့စားရည်ကိုကိုလိုတိုလိုထည့်ပြီးတော့ထပ်မှွေပေးလိုက်ပါအားလုံးနှံ့အောင်မွေပြီးသွားလို့ရှိရင်အဓိကကြတဲ့ချင်မောင်မွေကိုထည့်လိုက်ပါမယ်ချင်မောင်ရွက်တွေကိုတခြားထည့်ထားတဲ့အစာပလာလေးကိုအားလုံးနှံ့သွားပြီဆိုလို့ရှိရင်ငရုတ်သီးစိမ့်လေးကိုညှက်ပြီးထည့်ပြီးမွေပြီးလိုက်ပါတပတ်လောက်အထားခံအောင်လို့6လေးကြောထားတာဖြစ်ပါတယ်ချင်မောင်ကြောတစ်မျိုးရဲ့ရှိုံနဲ့ဗိုက်ဆန်ရဲ့အချိန်ဆိုတခြားဟင်းမချက်ပဲနဲ့ချက်ချင်းတန်းစားလို့ရတာမို့လို့ခဏကြောစားဖြစ်ပါတယ်အားလုံးမွေပြီးသွားပြီဆိုလို့ရှိရင်အနံ့ရတာနဲ့ပြည့်စုံတဲ့အရင်ကောင်းတဲ့ချင်မောင်ကြောလေးရပါပြီရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်